မင်းကလေးဟာအတန်းသွားဖို့ပြင်နေတော့မှပဲရုတ်တရက်ခြေချော်ပြီးသူစိမ်းမျိုးသားတယောက်ကိုမတော်တဆနမ်းမိသွားပါတယ်။အဲ့ဒီအမျိုးသားကသူမဟာစကားမပြောနိုင်တဲ့စွန့်သူတယောက်မှန်သိသွားတဲ့အခါသူမကိုအပြစ်မတင်ပဲလွှတ်ပေးလိုက်ပါတယ်။ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီလူထွက်သွားပြီးနောက်မှာတော့သူမဟာစကားပြန်ပြောနိုင်လာတာကိုအံ့ဩစွာသိလိုက်ရပါတယ်။သူမဟာဒီသတင်းကောင်းကိုမိဘတွေကိုချက်ချင်းပြောပြတယ်လို့သူမရဲ့တငယ်ချင်းကလည်းသူမစကားပြန်ပြောနိုင်တာကြောင့်ဝမ်းသာပေးရှာပါတယ်။ဒါပေမဲ့အဲ့ဒီနေ့ညမှာပဲသူမဟာပြန်ပြီးစွန့်သွားပြန်ပါတယ်။သူမရဲ့တငယ်ချင်းကအဲ့ဒီနေ့မှာထူးခြားတာဘာဖြစ်ခဲ့လဲလို့မေးတဲ့အခါမှာတော့ဟိုအမျိုးသားနဲ့နမ်းခဲ့တဲ့အကြောင်းကိုသူမသတိရသွားပါတယ်။သူမရဲ့ထင်မြင်ချက်မှန်မှန်စစ်ဆေးဖို့အတွက်သူမဟာထိုအမျိုးသားကိုလိုက်ရှာပြီးနောက်တစ်ကြိမ်ထပ်နှံပေးဖို့တောင်းဆိုပါတယ်။ဒါပေမဲ့အမျိုးသားကတော့ဒါဟာလွန်လုံးနဲ့တောင်းဆိုမှုလို့ထင်ပြီးညှင်းဆိုခဲ့ပါတယ်။သူထွက်သွားတော့မဲ့အချိန်မှာမင်းကလေးကသူ့ကိုတားဆီးပြီးအတင်းအကျပ်နမ်းလိုက်ပါတော့တယ်။အမျိုးသားကတော့လန့်သွားပြီးသူမကိုချက်ချင်းတွန်းထုတ်လိုက်ပါတယ်။သူထွက်သွားပြီးနောက်မှာတော့မင်းကလေးဟာစကားပြန်ပြောနိုင်သွားပြန်ပါတယ်။အဲ့ဒီတော့မှသူမဟာထိုအမျိုးသားကိုနမ်းမှသာစကားပြောနိုင်မှာဖြစ်ပြီးအဲ့ဒီအာနိတင်ကလည်းတနေ့ပဲခံနေဆိုတာကိုသဘောပေါက်သွားပါတယ်။ဒါကြောင့်သူမဟာသူနေတိုင်းဖြတ်သွားရမယ့်လမ်းမှာစောင့်နေပြီးအခွင့်အရေးရတိုင်းသူ့ကိုအတင်းအကျပ်နမ်းပါတော့တယ်။သူ့ရဲ့စိတ်ကျေနပ်မှုရဖို့အတွက်လည်းလက်ဆောင်မျိုးကိုနေတိုင်းပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့အမျိုးသားဟာတခုခုမားနေပြီဆိုတာသိသွားပြီးသူမစီလာမေးပါတယ်သူမကိုနမ်းမစကားပြောနိုင်တယ်ဆိုတဲ့အကြောင်းပြချက်ကိုကြားတဲ့အခါသူကရေစရာကြီးလို့ထင်နေပါတယ်မိန်းကလေးကတော့သူမစကားပြောနိုင်ပြီလို့မိဘတွေကိုပြောထားပြီးသားဖြစ်လို့သူတို့ကိုစိတ်မပြတ်စေချင်ကြောင်းနဲ့ကူညီပေးဖို့တောင်းပန်ပါတယ်ဒါပေမဲ့အမျိုးသားကတော့သူမကိုရက်ရက်ဆက်ဆက်ပဲညှင်းဆိုလိုက်ပါတယ်အဲ့ဒီနေ့ကစပြီးမိန်းကလေးကသူ့စီထက်မလာတော့ပါဘူးဒါပေမဲ့အမျိုးသားကတော့သူမကိုနေတိုင်းမြင်နေရတာကျင်သားရနေပြီဖြစ်လို့နောက်ဆုံးမှာတော့မနေနိုင်ပဲကူညီပေးမယ်ဆိုတဲ့အကြောင်းစာပို့လိုက်ပါတယ်မိန်းကလေးကိုအိမ်ပြန်ပို့ပေးရင်းနဲ့သူကအလားကားတော့မကူညီနိုင်ကြောင်းသူ့ရဲ့ရည်စားအဖြစ်ဟန်ဆောင်ပေးဖို့ပြောပါတယ်သူ့မိသားစုကသူ့ကိုအတင်းဆူလျာရစ်ပတ်ပေးဖို့ကြိုးစားနေတာကြောင့်အခုလိုဟန်ဆောင်ရည်စားရှာရတာဖြစ်ကြောင်းလည်းရှင်းပြပါတယ်မိန်းကလေးကလည်းသဘောတူလိုက်ပါတယ်သူမအိမ်ရောက်တဲ့အခါမိဘတွေကအယမ်းဝမ်းသာသွားပြီးသူမကိုလာပို့တဲ့သူကဘယ်သူလဲလို့မေးပါတယ်မိန်းကလေးကတော့သူတို့ရဲ့ပတ်သက်မှုကိုမိဘတွေသိသွားမှဆိုလို့သူကကားဆရာပါလို့လိန်ပြောလိုက်ပါတယ်နောက်နေ့မနေ့အမျိုးသားကကြောင်းလိုက်ပို့ဖို့ရောက်လာတဲ့အခါမိန်းကလေးကစကားပြောချင်တာကြောင့်သူ့ကိုနမ်းဖို့အချက်ပြလိုက်ပါတယ်အမျိုးသားကရှက်ကိုရှက်ကန်းနဲ့သူမကိုနမ်းလိုက်တဲ့အဲ့ဒီမြင်ကွင်းကိုတော့မိန်းကလေးရဲ့မိဘတွေကအမှတ်မထင်မြင်သွားကြပါတော့တယ်